တွေ့တာမှုဆိုတဲ့တဏှာဟာအကျွင်းကြံမရှိအောင်ချုပ်ငြိမ်သွားခြင်းအဲ့တော့နိဗ္ဗာန်ဆိုတာလူချင်းတောင်းတမှုတွေလုံးဝကင်းသွားတဲ့အဆင့်လို့ဆိုလို့တဲ့အဓိပ္ပာယ်ရတယ်လူချင်းတောင်းတမှုတွေတွေ့တာမှုတွေအလုံးကင်းသွားမယ်အဲ့တော့နိဗ္ဗာန်ဆိုတဲ့စကားလုံးကလည်းပဲနိဝါဒဘဝတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့တွေ့ထားတယ်ဆက်ဆက်ပြီးတော့ပေးနေတဲ့တဏှာကလွတ်မြောက်သွားတာကိုနိဗ္ဗာန်လို့ခေါ်တာအဲ့တော့အဲ့ဒီအဓိပ္ပာယ်နဲ့တူတူပဲဒါကြောင့်မို့ဒုက္ခនិရောဓဆိုတာဘာလို့ဒုက္ခនិရောဓကိုမြတ်စွာဘုရားကဒုက္ခရဲ့ချုပ်ရလို့မပြောဘူးဒုက္ခရဲ့ချုပ်ရလို့မပြောဘဲနဲ့ဒုက္ခကိုထုတ်လုပ်နေတဲ့တဏှာအကျွမ်းမဲ့ချုပ်ငြိမ်းရလို့ဒီလိုဆိုလို့တယ်။ဟုတ်အဲ့ဒါဘာကြောင့်လဲဆိုလိုတာအကြောင်းနဲ့အကျိုးမှာအကြောင်းကအဓိကလားအကျိုးကအဓိကလားအဲ့ဆိုအကြောင်းရှိလို့အကျိုးဖြစ်နေတာလေအကြောင်းငြိမ်းမှအကျိုးငြိမ်းမှဖြစ်တယ်အကြောင်းချုပ်မှအကျိုးချုပ်မှဖြစ်တယ်ဒါကြောင့်မို့အကြောင်းရဲ့ချုပ်ငြိမ်းမှုကိုအဓိကထားပြောတာဆိုပါစို့ယောဂဝေဒနာတစ်ခုကိုပျောက်အောင်ကုတဲ့ဆိုရင်ဒီယောဂဟာဘာကြောင့်ဖြစ်တယ်လဲယောဂဖြစ်ခြင်းအကြောင်းကိုအဓိကပျောက်လို့မှဖြစ်တယ်ယောဂဆိုတာတော့သူ့ကြောင့်ဖြစ်နေတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဥပမာပေးထားတာလည်းရှိတယ်မြတ်စွာဘုရားဟာဘယ်တော့ပဲဖြစ်ဖြစ်အကျိုးတရားပေါ်ကိုအဓိကထားတာမဟုတ်ဘူးအကြောင်းတရားကိုအဓိကထားတာဒါကြောင့်မို့ပဋိစ္စသမုပ္ပါဒဆိုတာကအကြောင်းတွေကိုဟောတာပဲဖြစ်တယ်အဓိကအကြောင်းတရားတွေကိုဖော်ထုတ်တာဥပမာပေးတော့ဆိုရင်မြတ်စွာဘုရားရဲ့လှုပ်ဆောင်မှုဟာရှင်သေးတကောင်ရဲ့လှုပ်ဆောင်မှုနဲ့တူတယ်တဲ့ဘာသာတရားတွေနဲ့ပတ်သက်လာလို့ရှိရင်ဘုရားရဲ့အဆုံးအမမဟုတ်တဲ့ဘာသာတရားတွေမှာသူတို့ရဲ့လှုပ်ဆောင်မှုကမြေကွေတကောင်ရဲ့လှုပ်ဆောင်မှုနဲ့တူတယ်ရှင်သေးတကောင်ရဲ့လှုပ်ဆောင်မှုမြေကွေတကောင်ရဲ့လှုပ်ဆောင်မှုမတူကြဘူးတဲ့ဘယ်လိုပြောလို့ရတော့ဆိုပါစို့အဝေးကနေလှမ်းပြီးတော့ရှင်သေးတကောင်ကိုမြားနဲ့ပြစ်မယ်ခွေးတကောင်ကိုမြားနဲ့ပြစ်မယ်ဆိုလို့ရှိရင်ခွေးတကောင်ကပြစ်တဲ့မြားနောက်လိုက်ပြီးတော့ကြိုက်တာမြားကိုပဲသူကလိုက်ပြီးတော့ဖြက်စီးတာရှင်သေးတကောင်ကြတော့အဲ့လိုမဟုတ်ဘူးပြစ်တဲ့မြားကိုခီးမဆိုင်ဘူးဘယ်အနေပြစ်နေတာလဲပြစ်တဲ့လူကိုရှာသူကဆိုလိုတာကအကြောင်းကိုပဲရှာတယ်အကျိုးကိုမရှာခဲနဲ့ပြည့်ရင်ခဲကိုရေကိုရတော့ခဲကိုလိုက်ကြိုက်တယ်ပြစ်တဲ့လူကိုမချီဘူးခဲကိုပဲချီတယ်အဲ့ဒါဟာအကျိုးကိုသွားပြီးတော့ကုစားရတဲ့တူတယ်အကြောင်းကိုမချီပဲနဲ့အကျိုးကိုသွားအဲ့တော့ခဲတွေကဆက်လာနေပါပဲမြားတွေကဆက်လာနေမှာပဲပြစ်လိုက်တဲ့မြားကိုကြိုက်မယ်ပြစ်လိုက်တဲ့ခဲကိုကြိုက်မယ်ဆိုရင်နောက်ထပ်မြားနောက်ထပ်ခဲတွေရောက်လာအောင်မှာပဲလေရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးပြစ်လိုက်တဲ့မြားဘယ်လာတာလဲဘယ်သူပြစ်တာလဲပြစ်လိုက်တဲ့ခဲဟာဘယ်လာတာလဲဘယ်သူပြစ်တာလဲဆိုပြီးတော့ပြစ်တဲ့လူစီတန်းပြေးပြီးတော့အဲ့ဒီလူကိုကြိုက်တာအကြောင်းကိုဖယ်ရှားပြစ်တာပြောတယ်ဒါကြောင့်မို့ဒီနေရာမှာလဲဒုက္ခនិရောဓဆိုတာဒီဒုက္ခကိုဘယ်သူဖန်နေနေတာတော့ဆိုတွေ့တာမှုတဏှာဖန်နေနေတာဒါကြောင့်အဲ့ဒီတဏှာကိုပဲအဓိကထားတာမြတ်စွာဘုရားဘဝကိုအပြစ်မပြောဘူးတဏှာကိုပဲအဓိကဖယ်ရှားမယ်အဲ့တော့နိဗ္ဗာန်ဆိုတာဟာတဲ့ယောတတယေဝတဏှာယအတိတဝိရာဂនិရောဓ
တွေ့တာမှုတဏလူချင်မှုတဏကိုအကျွင့်မဲ့ဖယ်ရှားနိုင်ခြင်းပဲလို့ဒီလိုဆိုလို့ပေါ့အဲ့ဒါမှဒုက္ခငြိမ်းမယ်ဒုက္ခငြိမ်းရင်တဏကိုအကျွင့်မဲ့ဖယ်ရှားမယ်စာကိုအဲ့ဒီတဏကိုစွန့်ပယ်ပြရမယ်ပဋိနိဒေကိုအကျွင့်ကြံမရှိအောင်စွန့်လွတ်ပြရမယ်မုဒ္တိအဲ့ဒီတွေ့တာမှုတွေကလွတ်မြောက်အောင်လုပ်ရမယ်အနာလျောတွေ့တာမှုလုံးဝမရှိစေရဘူးအဲ့ဒီစကားလုံးတွေနဲ့ဒုက္ခនិရောဓကိုမြတ်စွာဘုရားအတိတ်ပဲဖွင့်ဆိုတာဖြစ်တယ်အတိတ်ပဲဖွင့်ဆိုတာဒုက္ခဖြစ်ကြောင်းတဏှာကိုဖယ်ရှားမှဒုက္ခချုပ်ငြိမ်းမှဖြစ်တယ်ဒီလိုဆိုလိုတာနော်အဲ့တော့ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်မြတ်စွာဘုရားရဲ့နိစ္စနစ်ကိုမှတ်သားဖို့လိုအပ်တယ်ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ပြဿနာကိုဖြေရှင်းဖို့မကြိုးစားနဲ့ဒီပြဿနာဘာကြောင့်ဖြစ်တယ်လဲဆိုတာအကြောင်းတရားကိုဖြေရှင်းဖို့ကြိုးစားဒါအဓိကပဲမြတ်စွာဘုရားဟာအကြောင်းကိုပဲဖယ်ရှားပြတယ်အကြောင်းဖယ်ရှားလို့ရှိရင်အကျိုးဟာသူငြိမ့်တော့မှာပဲဖြစ်တယ်အဓိကအကြောင်းမီးလောင်လို့ရှိရင်မိဘကြောင့်လောင်တယ်လေမိလောင်တာကိုငြိမ့်တာတယ်မိဘကြောင့်လောင်တယ်လေဆိုတဲ့အကြောင်းရှာသူကနောက်ထပ်မလောင်မှုတဲ့အဓိကဘာကြောင့်ဘာကိုအကြောင်းပြုလောင်တာလဲအဲ့ဒါကိုအဓိကဖယ်ရှားဆိုလိုတာကတန်တရားဘဝမှာဒုက္ခကိုဖန်တီးနေတာဘာလို့လဲလို့ဆိုရင်တဏှာနော်တဏှာကိုဖယ်လိုက်လို့ရှိရင်ကံကိုလည်းဖယ်ပြီးသားဖြစ်သွားတယ်ကံကိုဖယ်လိုက်ရင်ဘဝဆိုတာကိုလည်းဖယ်ပြီးသားဖြစ်သွားတယ်ဘဝမရှိရင်ဒုက္ခဆိုတာမရှိတော့ဒုက္ခငြိမ်းသွားတယ်သူဆိုလိုတာနော်ဒါကြောင့်မို့ဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ကိုရည်ညွှန်းတာလို့အဲ့တော့နိဗ္ဗာန်ဆိုတဲ့ဟာကဒုက္ခချုပ်ငြိမ်းသွားတဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာအဲ့တော့အဲ့ဒီဒုက္ခဆိုတာဘယ်ဟာတွေတုံးဆိုတော့မြတ်စွာဘုရားကအနှစ်ချုပ်ပြောတဲ့အခါမှာတန်ခိတ်တေနပစ္စုပါရနခဒုက္ခဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးဟာဒုက္ခပဲတခြားသွားရှာမနေအဲ့ဒီခန္ဓာ၅ပါးခန္ဓာ၅ပါးချုပ်ငြိမ်းမှဒုက္ခဆိုတာချုပ်ငြိမ်းမယ်သူဆိုလို့တယ်နော်အဲ့ဒီခန္ဓာ၅ပါးချုပ်ငြိမ်းအောင်မလုပ်ရမလဲတွေ့တာမှုတဏှာကိုဖယ်ရှားရမယ်သူဆိုလို့တယ်အဲ့တော့တွေ့တာမှုတဏှာလုံးဝမဖြစ်တော့လို့ရှိရင်အကြောင်းမရှိတော့ရင်ဒုက္ခဆိုတဲ့အကျိုးတရားလည်းမရှိတော့ဆိုလိုတာကနိဗ္ဗာန်ကိုတည်ဖို့တဲ့အခါမှာခန္ဓာ၅ပါးသည်ဒုက္ခခန္ဓာ၅ပါးကိုဖြစ်စေတတ်တဲ့တဏှာသည်ဒုက္ခသမုဒယဒုက္ခနဲ့ဒုက္ခသမုဒယနှစ်ခုစလုံးမဖြစ်တာကဥပိ္ပနာအပုဒ္ဓိအဲ့လိုရေးလေးရှိတယ်ပြတာဥပိ္ပနာဒုက္ခနဲ့ဒုက္ခသမုဒယနှစ်မျိုးတို့ဤအပုဒ္ဓိမဖြစ်ခြင်းသည်အဲ့ဒီမှာတိဃာတွေကြတော့အပုဒ္ဓိကိုအပုဒ္ဓိဟေတုအပုဒ္ဓိနိဗ္ဗိတံလို့သုံးတယ်သူတို့ကထပ်ဖွင့်တယ်စကလုံးကိုကြည့်မယ်ဆိုရင်အပုဒ္ဓိမဖြစ်ခြင်းဒုက္ခသစ္စာနဲ့သမုဒယသစ္စာမဖြစ်တော့တာကိုနိဗ္ဗာန်လို့ခေါ်တယ်နော်ရှင်းရှင်းလေးရနိဗ္ဗာန်ဆိုတာဘယ်လိုဟာတော့ဆိုရင်ဒုက္ခလည်းမရှိတော့ဘူးဒုက္ခသမုဒယလည်းမရှိတော့ဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းတရားနှစ်ခုဥပိ္ပနာအပုဒ္ဓိនិရောဓအဲ့လိုဆိုလို့ရှိတယ်ဒါရှင်းရှင်းလေးပဲပါဠိစာပေတွေမှာအဲ့ဒီတိုင်းပဲအဲ့တော့တိဃာဆရာတွေကျတော့အပုဒ္ဓိကိုအပုဒ္ဓိနိဗ္ဗိတံဆိုပြီးတော့ထပ်ဖွင့်ပြန်တယ်သူတို့အပုဒ္ဓိရဲ့အဓိပ္ပာယ်ကမဖြစ်ခြင်းလို့ဆိုလို့တယ်ဒုက္ခလည်းမဖြစ်တော့ဘူးဒုက္ခဖြစ်ကြောင်းတရားမရှိတော့သည့်အတွက်ကြောင့်ဒုက္ခမဖြစ်တော့ဘူးအဲ့ဒါဟာနိဗ္ဗာန်ပဲဆိုအဲ့တော့နိဗ္ဗာန်ဆိုတာခန္ဓာတွေမရှိတော့တာလို့ဆိုလို့တဲ့အဓိပ္ပာယ်ရှင်းနေပေါ့နော်ရှင်းနေအဲ့ဒီရှင်းတာကိုပဲရှုပ်အောင်ရှောက်ပြီးတော့စဉ်းစားမယ်ဆိုရင်ရှုပ်ကုန်မြန်ရောမြတ်စွာဘုရားဟောတာတဲ့အဓိပ္ပာယ်ကတပတ်ရှင်းတယ်ဒုက္ခချုပ်ငြိမ်းတာနိဗ္ဗာန်ဆိုတော့
ဒုက္ခဆိုတာဘာလဲခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးမရှိတော့တာဘာကြောင့်မရှိတာတော့အကြောင်းဖြစ်တဲ့သဘောတရားမရှိတော့လို့နှစ်ခုလုံးငြိမ်းပါလေအကြောင်းကိုဖယ်လိုက်တဲ့အခါမှာဒုက္ခဆိုတာမရှိတော့ရင်အဲ့ဒီဥပိ္ပနာအပ္ပောတိဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းတရားဒီနှစ်ခုမရှိတော့ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်ပေါ့အဲ့တော့လောက်နဲ့မချိနဲ့သေးဘူးဆိုလို့ရှိရင်နိဗ္ဗာန်ကိုစဉ်းစားကြည့်အောင်တချို့သုတ်တန်တွေမှာနိဗ္ဗာန်ကိုဘဝနိရောဓလို့သုံးတယ်ဘဝနိရောဓဘဝချုပ်ငြိမ်းတာဘဝနိရောဓနိဗ္ဗာန်ဘဝချုပ်ငြိမ်းမှုသည်နိဗ္ဗာန်လို့သုံးတယ်အဲ့လိုသုံးတော့ဘဝဆိုတာဘာလို့ဆိုမင်းခန္ဓာ၅ပါးဖြစ်ခြင်းခန္ဓာ၅ပါးဖြစ်နေတာကိုဘဝအဲ့ဒီခန္ဓာ၅ပါးဖြစ်မှုဆိုတဲ့ဘဝအပြည့်တတ်သွားတာချုပ်ငြိမ်းသွားတာမဖြစ်တော့တာဟာနိဗ္ဗာန်ဒါလည်းရှင်းတာပဲတော့နိဗ္ဗာန်အကြောင်းကိုရေးလို့ရှိရင်ရှုပ်ထွေးကုန်တယ်တော်များများရှုပ်ထွေးနေတဲ့နိဗ္ဗာန်နဲ့ပတ်သက်လာလို့ရှိရင်နော်အလုံးကိုရှုပ်ထွေးအောင်ရေးကြတယ်အဲ့တော့ရှင်းနေမြတ်စွာဘုရားဟောတာတော့ဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ပဲဘဝនិရောဓဆိုတာနိဗ္ဗာန်ပဲလို့ပြောတာဒီလိုရှင်းထားတာဖြစ်တယ်ပေါ့အဲ့ဒီဒုက္ခនិရောဓဘဝនិရောဓဖြစ်ဖို့ရအတွက်အကြောင်းတရားပါရှင်းရမှာဖြစ်တယ်အဲ့ဒီအကြောင်းတရားကဒုက္ခသမုဒယဘဝသမုဒယဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းဆိုတာဘာလို့ဆိုရင်အဓိကအကြောင်းကကိလေသာပဲကိလေသာကိုဒီနေရာမှာဥဆောင်နေတာတဏှာလို့ပြောလိုက်တယ်ပဋိစ္စသမုပ္ပါဒ်မှာခေါင်းစဉ်နှစ်ခုဥဆောင်မှုတရားနှစ်ခုပေးထားတယ်အဝိဇ္ဇာနဲ့တဏှာရှေ့ပိုင်းမှာတော့အဝိဇ္ဇာပစ္စုပ္ပန်ဘဝမှာတဏှာအဲ့တော့တဏှာကိုဖယ်လိုက်လို့ရှိရင်နောက်ကကိလေသာတွေကံနေငြိမ်းတော့မှာပဲကံနဲ့ကိလေသာငြိမ်းသွားလို့ရှိရင်နောက်တစ်ခုဖြစ်ဖို့ဆိုတာအကြောင်းမရှိတော့အဲ့တော့နိဗ္ဗာန်ဆိုတာမြတ်စွာဘုရားဟောထားတာရှင်းရှင်းလေးပဲအဲ့ဒါကိုထက္ကရာဆရာကြီးဖွင့်တဲ့အခါကျတော့ဥပိ္ပနာအပ္ပောတိဥပိ္ပနာဒုက္ခသစ္စာနဲ့သမုဒယသစ္စာနှမျိုးတို့ဤအပ္ပောတိမဖြစ်မှုသည်တဏှာလည်းမဖြစ်တော့ဘူးတဏှာကြောင့်တဏှာထုတ်လုပ်တဲ့ဒုက္ခဆိုတာလည်းမဖြစ်တော့ဘူးဒီသစ္စာနှစ်ခုမရှိတော့တာမဖြစ်တော့တာကိုနိဗ္ဗာန်လို့ပဲဒီလိုပြောတာဒါသဘာဝကြတယ်ရှင်းနေနောက်ဒီတဲ့ရှင်းကျင်လို့ရှိရင်နိဗ္ဗာန်ဆိုတာကိုမြတ်စွာဘုရားကဘာနဲ့သိဥဖို့ထားတော့ဆိုရင်သဗ္ဗသင်္ခါရသမထောတဲ့သင်္ခါရဟုသမျှချုပ်ငြိမ်းသွားတာနော်မိတောင်နေတာမိငြိမ်းသွားတယ်ဆိုလို့ပဲမိဆိုတာမရှိတော့ဘူးငြိမ်းသွားပြီမိလောင်နေတဲ့နေရာမိငြိမ်းသွားပြီတို့တူပဲသင်္ခါရတွေဖြစ်နေတဲ့နေရာသင်္ခါရတွေငြိမ်းသွားပြီအဲ့ဒါနဲ့တည်းဖို့တာသဗ္ဗသင်္ခါရသမထောဆိုတာအဲ့ဒီစကားလုံးကလည်းအတမရှင်းနေဒါဖြင့်သင်္ခါရဆိုတာဘာတွေတုံးဆိုဥဒိဏနေပဲလေခန္ဓာ၅ပါးပဲပြန်ရသင်္ခါရဆိုတဲ့အရာမှန်သမျှဟာရှုံးနိုင်ရလွယ်လို့တခြားမရှိတော့သင်္ခါရဆိုတာအကြောင်းတရားတွေပေါင်းစပ်ဖန်တီးထားတဲ့အရာဆိုတာယုတ်တဲ့နာနေပဲကောအဲ့ဒါတွေလုံးဝငြိမ်းသွားတယ်ဆိုတော့နိဗ္ဗာန်ဆိုတာသဗ္ဗသင်္ခါရသမထပဲသင်္ခါရတွေချုပ်ငြိမ်းသွားဝိပဿနာတရားအထုတ်တဲ့အခါမှာတစ်ချိန်လုံးယုတ်တရားနတ်တရားကိုရှုမှတ်နေတော့ယုတ်တရားနတ်တရားတွေရဲ့ဖြစ်မှုပြတ်မှုတွေကိုသိနေတယ်အနိစ္စကိုသိတယ်ဒုက္ခပေတာကိုသိတယ်ကိုလုံးလို့ဘာမှမရဘူးဆိုတဲ့အနတ္တသဘောကိုသိနေတယ်အနိစ္စဒုက္ခအနတ္တကိုသိတာဟာယုတ်နာကိုသိနေတာပဲဖြစ်တယ်ပေါ့ဝိပဿနာအဲ့ဒီသင်္ခါရတရားတွေရဲ့ရောက်ရက်ခတ်မတည်ငြိမ်တဲ့အနေအထားတွေကိုသိနေရကအဲ့သင်္ခါရတွေလုံးဝချုပ်သွားပြီဆိုရင်အနိစ္စဆိုတာမတွေ့ရတော့ဘူးဒုက္ခဆိုတာမတွေ့ရတော့ဘူးအနတ္တဆိုတာမတွေ့ရတော့ဘူးသင်္ခါရရှိနေသမျှဒီပုံရိပ်တွေကရှိနေမှာ
မမြဲတဲ့ပုံရိပ်နော်မမြဲတဲ့ပုံရိပ်ဒုက္ခပေးတဲ့ပုံရိပ်ကိုယ်ဘာမှလုပ်လို့မရတဲ့ပုံရိပ်တွေဒီသဘာဝတွေကရှိနေမှာအဲ့ဒါတွေမရှိတော့ဘူးဆိုရင်ဒါသဗ္ဗသင်္ခါရသမထသင်္ခါရတွေငြိမ့်သွားတယ်လို့ပြောတာနောက်စကားလုံးတစ်ခုကဘာလို့ဆိုရင်တပ္ပုပတိပฏิနိဒကတဲ့တပ္ပဥပတိပฏิနိဒကတပ္ပဆိုတာအလုံးစုံသောဥပတိဆိုတာအကျဉ်းချုပ်ရင်ကိလေသာကံခန္ဓာနော်ကိလေသာရဲ့ကံရဲ့ဝိပါကဘောခန္ဓာကိလေသာနဲ့ကံကအကြောင်းတရားဝိပါကအကျိုးတရားဥပရိဆိုတာခန္ဓာကိုလည်းဥပရိခေါ်တယ်ကံတရားကိုလည်းဥပရိလို့ခေါ်တယ်ကိလေသာကိုလည်းဥပရိလို့ခေါ်တယ်နော်ဥပရိဆိုတာအဲ့တော့ကံကိလေသာဝိပါကတွေဆိုတဲ့ဥပရိတွေကိုလုံးဝဆုံးလွတ်လိုက်တဲ့ဆိုကံကိလေသာတွေရဲ့အကျိုးလည်းမရှိတော့ဘူးကံလည်းမရှိတော့ကိလေသာလည်းမရှိတော့ဘူးဒါမရှိတော့ခြင်းကရှိရကနေပြီးတော့လုပ်တယ်မရှိတော့ဘူးငကိုယ်တည်းကမရှိတာမဟုတ်ဘူးအဲ့ဒါနဲ့သွားရောလို့မရဘူးငကိုယ်တည်းကမရှိတာပါတော့လူတွေပြောကြတဲ့ယုံကြိုးလိမ့်မွေးပစွန်သွေးဆိုတာလိမ့်အမွေးမရှိဘူးဆိုတာငကိုယ်တည်းမရှိတာနော်ယုံမှချိုးမပေါက်ဘူးဆိုတာလည်းငကိုယ်တည်းလောကမှာမရှိနိုင်တဲ့အရာတွေမရှိနိုင်တဲ့အရာတွေကိုပြောရင်လုံးယုံချိုးလိမ့်မွေးပစွန်သွေးလို့ပြောလို့ရှိကြတယ်ပေါ့နော်သို့တော့တချို့ကျမ်းတွေမှာတော့ကြီးနို့ဆိုတာထည့်ပြောတာရှိသေးတယ်နော်ကြီးနို့တဲ့ကြီးမှနို့မရှိဘူးနို့တိုက်တရဝမဟုတ်ဘူးဒါကိုကြီးနို့လို့လည်းပြောတယ်တချို့ကကာကခိရာအဲ့တော့မရှိတာနောက်မရှိတာတွေကရေတဖန်ပွင့်ရေတဖန်ပွင့်ကအပွင့်မရှိဘူးအတိတန်ပြီးတော့တီးတာဖြစ်တယ်ညောင်မရလည်းအပွင့်မရှိဘူးအတိတန်တယ်အပွင့်မရှိပဲနဲ့တီးတဲ့အပင်မျိုးတွေရှိတယ်လောကမှာနော်ရေတဖန်တို့ဘာတို့အဲ့ဒါတွေကအပွင့်မပွင့်မဲနဲ့အတိတီးတာတွေဒါကြောင့်ရေတဖန်ပွင့်ဆိုတာရှာလို့မရဘူးအဲ့ဒါလောကမှာမရှိတဲ့အရာနိဗ္ဗာန်ဆိုတာမရှိတဲ့အရာမဟုတ်ဘူးရှိနေတဲ့သင်္ခါရတွေချုပ်ငြိမ့်သွားမှုဆိုတာရှိတယ်ဒုက္ခဆိုတာရှိလို့ဒုက္ခချုပ်ငြိမ့်မှုဆိုတာရှိတယ်မိလောင်တာဆိုတာရှိလို့မိငြိမ့်တယ်ဆိုတာရှိရတယ်ယောဂဆိုဖြစ်မှုဆိုတာရှိလို့ယောဂပြောင်းမှုဆိုတာလည်းရှိတယ်အဲ့ဒါကြောင့်အရှိတရားလို့ပြောတယ်နော်အရှိတရားလို့ပြောတယ်မှန်တော့သင်္ခါရတွေချုပ်ငြိမ့်သွားတယ်ဥပရိဆိုတဲ့ခန္ဓာခိလေသာတွေကံတရားတွေအလုံးစွန့်လွတ်လိုက်တယ်အဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်တယ်သူပြောတာနော်လူစွန့်လွတ်တယ်သူကတပ္ပုပတိပฏิနိဒခောများသောအားဖြင့်နိဗ္ဗာန်ရဲ့အထိပ္ပယ်ကိုဖွင့်ဆိုတဲ့အခါမှာ negative စကားလုံးတွေနဲ့ဖွင့်ဆိုတယ်စာတဖြစ်တယ်ဆိုတာယုံနဲ့နာအဇာတမဖြစ်တော့ဘူးဆိုတာနိဗ္ဗာန်ဘုဒ္ဓပေါ်လာတယ်ဆိုတာယုံနဲ့နာအဘုဒ္ဓပေါ်မလာတော့ဘူးဆိုတာနိဗ္ဗာန်အဲ့ဒါဒီနဲ့အဇာတံအဘုဒ္ဓံဆိုတဲ့စကားလုံးနဲ့လည်းနိဗ္ဗာန်ကိုဖွင့်ဆိုတာလေးရှိတယ်ပေါ့နော်ပယနဲ့ခေမနဲ့လည်းဖွင့်ဆိုတာခန္ဓာ၅ပါးရှိနေလို့ရှိရင်ဘေးရန်ဖြစ်တယ်ဒါကြောင့်ခန္ဓာ၅ပါးသည်ပယဥပ္ပါရောပယဖြစ်ပေါ်လာတာကဘေးအနေအနုပ္ပါရောခေမမဖြစ်ပေါ်တာကငြိမ်းချမ်းတဲ့နိဗ္ဗာန်တို့အဲ့လိုလေအဓိပ္ပာယ်ဖော်တာအရေးရှိတယ်ပေါ့နော်အဲ့ဒါကြတော့ negative သုံးထားတယ် negative နဲ့ဖော်ပြတာပို့ပြီးတော့ရှင်းလင်းသွားအောင်ရှိတာနဲ့မရှိတာနှစ်ခုတွဲပြီးတော့ပြတယ်အခုပြောတဲ့သဗ္ဗသင်္ခါရသမထောတို့တပ္ပုပတိပฏิနိဒကောတို့ဆိုတာအရှိနဲ့တွဲပြတာ negative မပါဘူးနိဗ္ဗာန်အကြောင်းကိုပြောတာ negative နဲ့ပြောတာမဟုတ်ဘူးဒါကြောင့်မို့ဒုက္ခនិရောဓဆိုတာကိုဓမ္မစကြာပါဠိတော်မှာရော
မှာတတိပဋ္ဌာန်သုံးမှာရောဒီလိုအိဗယ်ဖွင့်ဆိုထားတယ်တဏှာချုပ်တယ်ဆိုတဲ့နေရာမှာတခါနိဗ္ဗာန်မှာချုပ်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တဏှာရဲ့ချုပ်ငြိမ်းမှုဆိုတာစဉ်းစားကြည့်လိုက်တဏှာကဘယ်မှာချုပ်တာတော့နိဗ္ဗာန်မှာချုပ်တယ်ဆိုရင်နိဗ္ဗာန်မရသေးတယ်ဒီဟာကိုလူတွေကနေရဌာနလို့စဉ်းစားမိနေတယ်မြတ်စွာဘုရားကမှာတတိပဋ္ဌာန်သုံးမှာထပ်ပြီးတော့ရှင်းထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သာပနိတာတဏှာကတ္ထပိဟိယမာနပိဟိယတိတဏှာလုံးဝအကျွမ်းမဲ့ဖယ်ရှားမှုဟာနိဗ္ဗာန်လို့ဆိုလို့ရှိရင်အဲ့ဒီတဏှာကိုဘယ်မှာဖယ်ရှားမလဲအဲ့ဒီတဏှာဘယ်မှာချုပ်သွားတာလဲဘယ်နေရာမှာဖယ်ရှားလိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီးရှင်းတဲ့အခါကျတော့နော်ဘယ်မှာတဏှာချုပ်သွားတာလဲလို့ဆိုရင်ယံလောကေပိယရူပံတာတရူပံဣဋ္ဌိတာတဏှာပိဟိယမာနပိယတိဣဋ္ဌနိရောဇမာနနိရောစတိသူဖြစ်တဲ့နေရာမှာပဲချုပ်သွားတာလောကမှာချစ်ခင်စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့ယုံနာရှိတယ်တာယာဝဲရှိတဲ့ယုံနာနေရှိတယ်ရှိလို့ပဲပုရုဇဉ်တ attva တွေဟာတွေ့တာနေကြတာနော်ပိယရူပတာတရူပဆိုပိယရူပဆိုတာပိယယုတ်တာတယုတ်လို့ပြောမယ်ဟိုယုတ်တရားကိုပြောတာမဟုတ်ဒီနေရာရူပဆိုတာသဘောနော်ပိယရူပတာတရူပဆိုတာနှစ်သက်စရာကောင်းတဲ့သဘာဝနော်တာယာဝဲကောင်းတဲ့သဘာဝတွေရှိတဲ့အရာဆိုတာဘာကိုပြောတာတော့ဆိုသင်္ခါရတွေထဲမှာလူတွေကြိုက်တဲ့ဟာတွေကိုပြောတာနော်လူတွေနှစ်သက်ချင်နေတဲ့အရာတွေဆိုတော့ပြောမယ်ဆိုရင်ဘာတော့ဆိုရင်မျက်စိဟာလူတွေရဲ့အကြိုက်ပဲနားလည်းလူတွေရဲ့အကြိုက်ပဲနော်တရဝရရဲ့အကြိုက်ကမျက်စိနားနာလျာကာယမနဆိုတာလူတွေရဲ့အကြိုက်ပဲလေမျက်စိနားနာလျာကာယမနဒီ6ခုဟာလူတွေရဲ့အကြိုက်ပဲအဲ့ဒီပေါ်မှာตายကြတယ်အဲ့တော့မျက်စိကိုတွေ့တာတယ်နားကိုတွေ့တာတယ်နှာခေါင်းကိုတွေ့တာတယ်လျှာကိုတွေ့တာတယ်ကိုယ်ကာယအပေါ်မှာတွေ့တာတယ်ကိုယ်စိတ်ဓာတ်ကိုတွေ့တာတယ်အဲ့ဒါတွေတွေ့တာမှုအဲ့ဒီမှာတွေ့တာတဲ့တဏှာပဲမှာချုပ်တာတော့ဆိုအဲ့ဒီမှာပဲချုပ်တယ်သူဖြစ်တဲ့နေရာမှာပဲချုပ်တယ်ပယ်တယ်ပဲမှာပယ်ပါလေအဲ့ဒီမှာပဲပယ်ရသူတို့ဆိုလို့တယ်ပေါ့နော်တဏှာချုပ်တယ်ဆိုအဲ့တော့နိဗ္ဗာန်နဲ့ဘယ်လိုဆက်ဆက်တုံးဆိုလို့ရှိရင်သင်္ခါရတွေချုပ်ငြိမ်းတဲ့အဆင့်ကိုမြင်လိုက်တာနဲ့တပြိုင်တည်းတဏှာပြတ်သွားတယ်နော်တဏှာပြတ်သွားတယ်လုံးဝချုပ်ငြိမ်းသွားတယ်နောက်ထပ်ဖြစ်เสียအကြောင်းမရှိတော့အဲ့လိုဖြစ်เสียအကြောင်းမရှိတာဝိပဿနာဉာဏ်နဲ့အစစ်စစ်နော်ပထမဖြစ်ပျက်ကိုမြင်တယ်ဥရိယဗျာဉာဏ်ဖြစ်တယ်ပြီးရင်အပြက်ကိုပဲမြင်တယ်ပင်ကဉာဏ်ဖြစ်တယ်ပြီးတော့အဲ့ဒါအနိစ္စလမ်းဆုံးသွားတာပဲပင်ကဉာဏ်မှာအနိစ္စဆိုတာလမ်းဆုံးသွားတယ်သို့တော့ဆက်လက်ပြီးတော့ယောဂီပုဂ္ဂိုလ်ရဲ့အသိဉာဏ်တွေမှာဘာဖြစ်တော့အဲ့ဒါလို့ဖြစ်ပြီးပြတ်နေတဲ့အရာတစ်ခုဟာအနေများလိုက်တာလို့ကြောက်เสียကြီးလို့မြင်တာကအရာညာနော်အနေကြီးပဲလို့မြင်တာအာရိတဝညာအဲ့ဒီကိလေသာတွေဟိုတဲ့ပေါ့သင်္ခါရတရားတွေကိုစွန့်လွတ်ခြင်းလာတာတော့မဟုတ်အဲ့ဒီသင်္ခါရတရားတွေကလွတ်မြောက်ခြင်းလာတာမုစ္စိတုကဗျာတာညာလွတ်လန်းကိုရှာတာပဋိသင်္ခါညာနော်နေဗိဒညာမုစ္စိတုပဋိသင်္ခါနောက်ပြီးတော့အဲ့လိုဘုရားညာရဲ့အာရိနဝညာရဲ့နေဗိဒညာစိတ်ပြည့်ညီငွေလာတယ်ဒီသုံးခုကတတွဲနော်ကြောက်စရာလို့မြင်လာတယ်အပြစ်လို့မြင်လာတယ်
ညီငွေလာတယ်စိတ်ပြက်လာတယ်အဲ့ဒါတည်းစိတ်ပြက်လာလို့လွတ်ချင်လာတယ်ပုစီတုကမြတ်တာညာလွတ်ချင်လို့လွတ်လန်းကိုရှာတယ်ပဋိသင်္ခါညာသင်္ခါရတရားတွေပေါ်မှာလွတ်လန်းကိုရှာပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝပေါ်မှာစိတ်တိတိငြိမ်ငြိမ်ထားနိုင်တဲ့အစဉ်ရောက်သွားတယ်ရှေ့ပိုင်းကစိတ်မတည်ငြိမ်ဘူးကြောက်စရာလို့တွေးနေတာစိတ်ငြိမ်တာမဟုတ်ဘူးအနေကြီးလို့တွေးနေတာလည်းစိတ်ငြိမ်တာမဟုတ်ဘူးနော်စိတ်ပြည့်စရာကြီးလို့တွေးနေတာလည်းစိတ်ပြည့်တယ်စိတ်ငြိမ်တာမဟုတ်သေးဘူးလွတ်ချင်တယ်လို့စဉ်းစားနေတာလည်းစိတ်ငြိမ်မှုမရှိဘူးပြန်ပြီးတော့လွတ်လန်းကိုရှားနေတာလည်းပဲလှုပ်ရှားမှုတွေရှိတယ်အဲ့ဒါတွေအကုန်လုံးကင်းသွားပြီဆိုတဲ့အခါကျတော့ပဋိသင်္ခါညာသင်္ခါရုပ္ပခညာလို့ခေါ်တယ်သင်္ခါရတွေပေါ်မှာတိတိရှုနိုင်သွားတယ်အဲ့ဒီသင်္ခါရတွေပေါ်မှာတိတိငြိမ်ငြိမ်ရှုနိုင်တဲ့အချိန်ကြတော့မှခုနကသင်္ခါရတွေရဲ့ချုပ်ဆုံးတဲ့နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်တဏှာပြောက်သွားတယ်တဏှာကိုဖယ်လိုက်နိုင်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကအာယုန်အနေနဲ့ပဲရှိတယ်သင်္ခါရတရားတွေချုပ်သွားတာကိုမြင်လိုက်တာနဲ့နိဗ္ဗာန်တဏှာကိုဖယ်လိုက်တာအဲ့တော့ဖယ်လိုက်တဲ့တဏှာကဘယ်မှာဖယ်တာတော့လို့မေးရင်မျက်စိပေါ်တွေ့တဲ့တဏှာကမျက်စိမှာပဲချုပ်တယ်နားပေါ်တွေ့တဲ့တဏှာနားမှာပဲချုပ်တယ်နှာခေါင်းပေါ်မှာတွေ့တဲ့တဏှာတခြားနေရာသွားချုပ်တာမဟုတ်ဘူးဒီပေါ်တွေ့တဲ့ဒီမှာပဲဖြစ်တယ်ထို့တူပဲရူပယံတရံကဏ္ဍရတယံဖုဒ္ဓဘာယုဓမ္မယုံလို့ဆိုတဲ့အာယုံ6ပါးပေါ်မှာတွေ့တာတဲ့တဏှာလေအဲ့ဒီအာယုံ6ပါးမှာပဲချုပ်သွားတယ်နော်ထို့တူပဲထိတွေ့မှုအာယုံနဲ့ဝတ္ထုနဲ့အာယုံနှစ်ခုစုံတယ်မျက်စိနဲ့အဆင့်အာယုံနှစ်ခုစုံလိုက်တယ်နားနဲ့အသံနဲ့နှစ်ခုစုံလိုက်တယ်စုံလိုက်တဲ့အခါအသိစိတ်ဖြစ်လာတယ်အဲ့ဒီအသိစိတ်စက္ခုဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်မြင်သိစိတ်ကြားသိစိတ်နော်နံသိစိတ်လျက်သိစိတ်ထိသိစိတ်တွေ့သိစိတ်အဲ့ဒါတွေအဲ့ဒီပေါ်မှာလည်းပဲသူကတွေ့တာတယ်အဲ့ဒီတွေ့တာတဲ့တဏှာသည်အဲ့ဒီမှာဖြစ်ရင်အဲ့ဒီမှာပဲချုပ်တယ်သူဆိုလို့တယ်အဲ့ဒီလိုဓဝရရဲ့အာယုံရဲ့စိတ်ရဲ့ဝိညာဉ်ရဲ့သုံးခုပေါင်းလိုက်တဲ့အခါကျတော့ဖတ်တာဆိုတာဖြစ်လာတယ်အဲ့ဒီဖတ်တာပေါ်မှာတွေ့တာတဲ့တဏှာဟာလည်းပဲအဲ့ဒီမှာပဲချုပ်သွားတယ်နော်ဖတ်တာဖြစ်လာရင်ဖတ်တာကြောင့်ဖြစ်တဲ့စိတ်ခံစားချက်ဝေဒနာဆိုတာပေါ်လာတယ်အဲ့ဒီဝေဒနာ6ပါးမှာဖြစ်တဲ့တဏှာလည်းပဲအဲ့ဒီမှာပဲပေါ်လာတယ်ထို့တူပဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှတ်သားမှုတွေစိတ်ဆော်မှုတွေတွေ့တာမှုတွေစိတ်ကူးမှုတွေကြံစည်မှုတွေအဲ့ဒါတွေအားလုံးကလည်းပဲသူ့နေရာမှာပဲချုပ်သွားကြတယ်ချုပ်တဲ့အခါမှာနိဗ္ဗာန်ကိုတွေ့လို့ချုပ်တယ်သင်္ခါရတွေချုပ်ငြိမ်မှုတွေ့လို့ချုပ်လိုက်တာလို့ဆိုလို့တယ်အဲ့ဒီလိုကိုယ့်ရင်ထဲမှာဖြစ်ပေါ်နိုင်တဲ့ကိလေသာတွေဟာဖြစ်နေစေတွေချုပ်တာလည်းမဟုတ်ဘူးဖြစ်ပြီးသားတွေချုပ်တာလည်းမဟုတ်ဘူးတဏှာဆိုတာဖြစ်ပြီးရင်သူ့တော်ဝါလျောက်သူချုပ်သွားမှာပဲတဏှာဖြစ်နေတဲ့အချိန်မှလည်းပဲချုပ်မှာမဟုတ်ဘူးရှိနေတယ်သို့တော့အကြောင်းရှိလို့ဖြစ်လာမဲ့အခြေအနေရှိတဲ့တဏှာဖြစ်ဖို့အကြောင်းတရားတွေကိုဖယ်ရှားလိုက်နိုင်လို့ချုပ်သွားတဲ့ဟာမျိုးဆိုလို့တယ်ပေါ့အဲ့ဒါသဘောပေါက်ဖို့ကဘယ်လိုဟာသဘောပေါက်ရမလဲလို့ဆိုရင်ကိုယ့်ကိုမေးခွန်းထုတ်ကြည့်လိုက်သစ်ပင်တစ်ပင်ကအပွင့်နေပွင့်နေအတိမသိသေးဘူးပွင့်နေပွင့်နေအဲ့ဒီသစ်ပင်ကိုရှည်တော်မြစ်ဖြတ်လိုက်တယ်ရှည်တော်မြစ်ဖြတ်လိုက်လို့ရှိရင်အဲ့ဒီအပင်မှာရှိတဲ့အပွင့်တွေကအသီးထီအောင်မရောက်နိုင်တော့ပြတ်သွားပြီနော်အဲ့ဒါလို့ပဲဖြစ်နိုင်တဲ့အကြောင်းတရားတွေကိုဖယ်ရှားလိုက်လို့ချုပ်သွားတဲ့အချုပ်မျိုးပြောတာဖြစ်နိုင်လို့ချုပ်သွားတယ်အကယ်၍ရှည်တော်မြစ်ရှိနေရင်တီးမှသိကြတယ်ဒီကိလေသာကလည်းပဲပုံမှန်အနေထားအဖြစ်ဖြစ်မှသိကြတယ်သို့တော့ဖြစ်လာမဲ့အနေထားတွေကိုဖြည့်ဆည်းပြလိုက်တယ်အဲ့ဒါကိုပြောတာအနုတ္တယကိုပယ်တယ်ဆိုတာအဲ့ဒါကိုပြောတာ possibility potentiality ဖြစ်နိုင်ခြေကိုဖယ်လိုက်တာဖြစ်နိုင်ခြေတွေကိုဖယ်တာသူ့ကိုဖယ်တာမဟုတ်ဘူးဖြ
ဖြစ်လာမဲ့အနေထားတစ်ခုလေးကိုမဖြစ်ရအောင်ကြိုတင်ရှင်းလိုက်တာမိဘေးရှောင်မလောက်ငင်တာဆိုတာဘာလို့ထားလဲမိတွေကိုစနစ်တကျသုံးပြတယ်မိလောက်မဲ့ဟာတွေကိုစောစောကြိုတင်ဖယ်ရှားထားတယ်အဲ့ဒါမျိုးပြောတာလေမိဘေးရှောင်မလောက်ငင်တာဆိုတာမလောက်ငင်ကတာစီထားတယ်မိလောက်စားတွေကိုမရှိကြအောင်လုပ်ထားတယ်မိလောက်မဲ့အရာတွေကိုကြိုတင်ပြီးတော့ဖယ်ရှားထားတယ်အဲ့ဒါမျိုးပဲနော်အဲ့ဒါလို့ကျွတ်တင်ပြီးတော့ဖယ်ရှားတာလို့မိလောင်ခြင်းဆိုတာမဖြစ်တော့အဲ့တော့ဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်ကိုလည်းမြတ်စွာဘုရားအခုလိုပဲသရုပ်ဖော်တယ်တဏှာကိုအကျွမ်းမဲ့ဖယ်ရှားနိုင်တဲ့ဖယ်ရှားမှဒုက္ခနဲ့ဒုက္ခនិရောဓဒုက္ခនិရောဓဆိုတာဒုက္ခနဲ့ဒုက္ခသဝရိယဒီနှစ်ခုရဲ့မဖြစ်ရသဗ္ဗသင်္ခါရသမထသင်္ခါရတွေအလုံးငြိမ့်သွားတာသဗ္ဗဝတိပတိနေတဲ့ကဥပရိဆိုတဲ့ခန္ဓာကိလေသာကံတရားတွေရဲ့ငြိမ့်သွားတာကံတရားတွေကိုစွန့်လွတ်နိုင်တာအဲ့ဒါကိုနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ရဖို့ရအတွက်ဘာလို့လုပ်အောင်လဲယောတတ္တယေဝတဏကိုဖယ်ရှားပြရမယ်လက်ကြံမရှိအောင်ဖယ်ရှားတာကိုအတိတဝိရာကနေတော့ဝိရာဂဆိုတာဒီနေရာမှာဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့အရတ္တမဲ့နဲ့ဖယ်ရှားတာကိုပြောလို့အတိတကအကြံမရှိအောင်ဝိရာဂကအရတ္တမဲ့အတိတဝိရာဂနေရောဓတမန်ဖယ်ရှားတာမဟုတ်ဘူးတမန်ဖယ်ရှားတာကဥပမာလူတယောက်ဟာစိတ်ပြည့်ညင်ငွေသွားပြီးတော့တဏှာလွတ်လို့လည်းရတယ်သို့တော့သူကလုံးဝအပြည့်တိုင်လွတ်တာမဟုတ်ဘူးခိတ္တခဏစိတ်ပြက်လို့တွေ့တာမှုကင်းသွားတာပဲရှိတယ်။အတိတဝိရာဂဆိုတာနောက်ထပ်ပေါ်ကိုမပေါ်အောင်ဖယ်ရှားနိုင်တာကိုဆိုလို့တယ်ပေါ့။ဒါကြောင့်မို့အကျွင်းမဲ့ရတ္တမဲ့ဖြစ်အကျွင်းကြမရှိအောင်ဖယ်ရှားနိုင်မှဒုက္ခនិရောဓဆိုတာကိုရမယ်။အကြောင်းတရားရဲ့ကုံဆုံးမှုကိုကြည့်ပြီးတော့မြတ်စွာဘုရားဒုက္ခនិရောဓဆိုတာကိုဟောပြောတာဖြစ်တယ်ပေါ့။အဲ့ဒီဒုက္ခនិရောဓဆိုတဲ့အဆင့်ကိုရဖို့ရအတွက်ဘာလို့မလို့ဆိုဒုက္ခនិရောဓဂမိနိပฏิပဒါဆိုတဲ့အကျင့်ကိုကျင့်ရမှာဖြစ်တယ်ဒုက္ခនិရောဓဆိုတဲ့ဒုက္ခချုပ်ငြိမ်းဖို့အတွက်ပฏิပဒါဆိုတာသွားနေတာလှုပ်နေတာဒီလမ်းစဉ်အတိုင်းလိုက်နာဆောင်ရွက်တာကိုပฏิပဒါလို့ခေါ်တယ်ပမာလို့ပြန်တော့ပฏิပဒါဆိုတာအကျင့်လို့ပြောတယ်ပฏิပစ္စတိဣတိနာတိဣတာယာတိပฏิပဒါဒီတိုင်းသွားနေတာဒီတိုင်းလုံနေတာလမ်းစဉ်လို့ဆိုလို့တယ်ပေါ့ဒီလမ်းကြောင်းအတိုင်းလျှောက်သွားတာပฏิပဒါဆိုနော်အဲ့တော့ဒုက္ခនិရောဓဂမိနိပฏิပဒါဆိုတာဘာလဲဆိုတော့အဲ့ဒါလေမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုံးပါးဘေးခွန်းထုတ်ပြီးတော့ရှင်းထားတာရှိတယ်ဓမ္မစကြာပါဠိတော်မှာလည်းပဲရှင်းထားတာရှိတယ်အတိပ္ပယ်ကတော့တူတူပါပဲနော်အတိပ္ပယ်အတူတူပဲဒီမှာတော့တချို့ပါဠိလေးတွေကွဲလွဲလာတာရှိတယ်ကတမင်းစဘိက္ခုဒုက္ခនិရောဓဂမိနိပฏิပဒါအရိယသစ္စာဘေးခွန်းထုတ်လိုက်တာအရိယတို့ရဲ့သစ္စာတရားဖြစ်တဲ့ဒုက္ခនិရောဓဂမိနိဆိုတဲ့ကျင့်သုံးလိုက်နိုင်ရမယ်လမ်းကပါလေတဲ့ပฏิပဒါဆိုတာသွားရမယ်လမ်းတစုတစ်ခုလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်လိုက်နာမယ်ချက်တွေပေါ့နော်လူတွေတမန် business လုပ်တာတောင်းပါပဲဘာလုပ်ရမယ်ဆိုတာရှိတယ်လေဘာလုပ်လို့လမ်းစဉ်ဆိုတာရှိတယ်လုပ်ရမယ်အချက်လက်တွေရှိတယ်ထမင်းချက်တာတောင်းပါပဲသူကလည်းသူရှိရတယ်လေထမင်းချက်ရင်ဘာတွေရှိနေရမယ်ဆိုတာအကုန်လုံးရှိရအလုပ်ပေါင်းပြီးတော့မှအလုပ်ဆိုတာလုပ်တာပဲဖြစ်တယ်ပေါ့ဘယ်အလုပ်ပဲဖြစ်ဖြစ်စဉ်ဆိုတာတစ်ခုရှိတယ်ထမင်းချက်မယ်ဆိုရင်လေမိမွေးရမယ်ဆန်တယ်ဆန်ထမင်းဦးစေးရမယ်ဆန်းစေးရမယ်ဒါတွေအတာလမ်းစဉ်ပဲလေထမင်းချက်တာလေသူလမ်းစဉ်နဲ့သူပဲအဲ့ဒီဟာကိုပဲပฏิပဒါလို့ခေါ်တယ်လုပ်ငန်း
လုပ်ငန်းလုပ်တဲ့ဖြစ်စဉ်တစ်ခုပေါ့လုပ်ငန်းလုပ်တဲ့အလုပ်တစ်ခုကားမောင်းရင်တောင်မှပဲဘာကိုအရင်လုပ်တယ်ဆိုတာရှိတာပဲလေနော်ကားမောင်းပြီဆိုရင်စက်ကိုအရင်ဖွင့်တာတို့ဒါတွေကရှိရမှာပေါ့အဲ့ဒါတို့ပဲအခုဒုက္ခនិရောဓဂ ဗိဓိပฏิပဒါဆိုတဲ့လမ်းစဉ်ကိုမြတ်စွာဘုရားကခုနဒုက္ခនិရောဓကိုသွားဖို့အတွက်ဒီလမ်းစဉ်အတိုင်းကျင့်သွားမယ်ဆိုအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကအမှန်တမ်းအကြောင်းနဲ့အကျိုးစီလျော်စွာဟောထားတာဖြစ်တယ်နိဗ္ဗာန်ဆိုတာကိုပါဇက်ကတွေပြောတာမဟုတ်ဘူးနိဗ္ဗာန်ကိုဘယ်လိုသွားရမလဲဆိုတဲ့ဟာပါဖော်ပြထားတာဖြစ်တယ်ပေါ့တိတိကျကျဖော်ပြထားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဟောပြောချက်တွေကအမှန်တမ်းတိကျသေးကြတယ်လို့ဆိုလို့တယ်အဲ့တော့ဒုက္ခនិရောဓဂ ဗိဓိပฏิပဒါကိုမေးခွန်းထုတ်ပြီးတော့မြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုအယမေဝရိယောအထင်ကြီးကိုမေကိုဒုက္ခချုပ်တဲ့လမ်းစဉ်ဆိုတာဒုက္ခချုပ်ရကိုရောက်ဖို့လမ်းစဉ်ဆိုတာဒုက္ခនិရောဓချုပ်ဒုက္ခချုပ်ဆုံးတဲ့အဆင့်ကိုရောက်ဖို့လမ်းစဉ်ဒုက္ခនិရောဓကိုရောက်စေနိုင်တဲ့လမ်းစဉ်လောက်ထုံးဆိုတာပါလဲဆိုရင်အချက်ရှိချက်နဲ့အချက်ရှိချက်ပါဝင်တဲ့အရိယမဂ္ဂပဲဖြစ်တယ်ဆိုလို့တယ်အရိယောအထင်ကြီးကိုမက်ခေါ်ဒီရှိချက်ဟာအမှန်တမ်းစစ်မှန်တယ်သို့မဟုတ်ဒီရှိချက်ဟာတကယ်ကိုဖြူစင်စေနိုင်တယ်ပေါ့အရိယမဂ္ဂအဲ့ဒီအရိယမဂ္ဂကိုအချက်ရှိချက်နဲ့ဖွဲ့စည်းထားတယ်လို့ပြောရှစ်မျိုးပါဝင်တဲ့ဖွဲ့စည်းတစ်ခုပဲဒါတစ်ခုတည်းတော့ဘယ်အရာမှမဖြစ်ဘူးအလုံးကဖွဲ့စည်းထားတာကြီးပဲကောင်းနော်ဒီအချက်တွေပြည့်စုံအောင်မယ်လို့ဆိုပြီးသေယထိတံထိုအချက်ရှိချက်ဆိုတာပဲရလဲလို့ဆိုသမ္မာဒိဋ္ဌိမှန်ကန်စွာသိမြင်မှုသမ္မာသင်္ကပ္ပမှန်ကန်စွာတွေ့တော့ဆင်ញင်နိုင်မှုအမှန်သိမှုနဲ့အမှန်စဉ်းစားတတ်မှုဟာသိအရေးကြီးတယ်ပေါ့ဒီနှစ်ခုကပထမဆုံးပဲအဲ့ဒါမှဒုက္ခនិရောဓကိုရမယ်လို့ဆိုလို့တယ်ဒါဖြင့်အမှန်သိဖို့အမှန်တွေးဖို့ဆိုတာဒီနှစ်ခုတည်းတင်လုပ်ရင်ရမလားလို့ဆိုမရဘူးအမှန်သိဖို့အမှန်တွေးဖို့အတွက်လိုအပ်ချက်တွေရှိတယ်ပတ်ဖို့ခုညီမှုတွေရှိတယ်ဆိုပါစို့မင်းတည်းပင်ဆိုင်ခြင်းနဲ့ပါရင်ရှာမလဲတရက်စီမျိုးကောင်းကိုရင်ရှာနော်တရက်စီတော့ရပြီအခုလည်းပဲသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပကအဓိကအချက်နှစ်ခုကိုရင်ပြောလိုက်တာတရက်စီကိုရင်ပြောလိုက်တာဒါဖြင့်တရက်စီရတာနဲ့ပဲအပင်ဖြစ်ပြီလားဘယ်ဖြစ်အောင်မလဲနော်ဘာလို့အောင်ပြည့်နေရရှာရအောင်ဘယ်နှဆိုင်မဲဆိုတဲ့မြေနော်ရှိဒီနှစ်ခုရှာရအောင်မယ်လေအဲ့တော့လောကမှာလောကဖြစ်စဉ်နဲ့မြတ်စွာဘုရားဟောတာနဲ့အတူတူပဲလေအလုံးအတူတူပဲမျိုးစေ့တော့ရပြီမျိုးစေ့ကိုထောက်ကူပြုပေးမယ်ပင်ဆိုင်လို့ရမယ်မြေနဲ့ရေဆိုအဲ့တော့မျိုးစေ့ဆိုတာ producing cause စနကအကြောင်းလို့ခေါ်တယ် producing cause produce လုပ်တာသူကနေပြီးတော့အမြင့်နဲ့အပင်ထုံးမှာအဲ့တော့အမြင့်နဲ့အပင်ကိုထုံးမဲ့မျိုးစေ့တော့ရပြီဒါပေမဲ့ဘာလို့သေးတော့ဆို supporting cause ဆိုတဲ့ဥပဋ္ဌာမကအကြောင်းလို့သေးတယ် producing နဲ့ supporting အမြဲတမ်းတွဲနေတာနော်အမြဲတမ်းတွဲနေတာတစ်ခုတည်းလုပ်လို့မရဘူးထုတ်လုပ်တဲ့အကြောင်းကတစ်ခုပံ့ပိုးပေးတဲ့အကြောင်းတရားကတစ်ခုနှစ်ခုရှိရမျက်စိတောင်းမှပဲသူကြည့်ကျင်တိုင်းကြည့်လို့မရဘူးမောင်းနေလို့ရှိရင်အလင်းလိုအပ်သေးတယ်အလင်းရဲ့အကူအညီလိုအပ်သေးတယ်လေအလင်းရောမရှိမမြင်အောင်မလားညမောင်းနေပြီဆိုရင်ဒါကြောင့်မလို့ဓာတ်မီလေးဆောင်ထားတယ်သို့မဟုတ်အလင်းရောခုခေတ်တော့ဓာတ်မီမဆောင်တော့အောင်တယ်လီဖုန်းဖွင့်လိုက်တာနဲ့အလင်းရသွားအဲ့လိုပေါ့အမောင်ထဲမှာဆိုရင်မြင်ဖို့အတွက်အလင်းလိုအပ်နေပြန်တယ်ပေါ့အဲ့ဒါတို့ပဲနော်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဖြစ်ဖို့ရအတွက် supporting condition supporting cause လိုအပ်တယ်
အဲ့ဒါတွေကဘာတွေတုံးဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဒါကတစ်ခုအခြေခံ၃ခုသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒီ၃ခုကသမာဓိအဲ့တော့သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပဖြစ်ဖို့ရအတွက်ကိုကျင့်သိကိုကျင့်တရားအကျင့်သီလကောင်းမှုရကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝရှိရမယ်ဒါဖောင်ဒေးရှင်းပဲသူရှိမှသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုကိုရမှာဖြစ်တယ်ကိုကျင့်သီလဆိုတာ innocent ဖြစ်ဖို့လိုရတယ်အပြစ်ကင်းတယ် happiness or innocent ကိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝကဖြစ်စေတာအဲ့ဒါဖြစ်လာပြီဆိုတော့မှစိတ်တည်ငြိမ်မှုဆိုတဲ့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သုံးခုဖြစ်မှာအဲ့တော့မြတ်စွာဘုရားကထောင်းစီအောင်ကိုဟောထားတာနော်ကိုထူထောင်ရမှာတစ်ခုတည်းမဟုတ်ဘူးလိုအပ်ချက်က၈ခုအဲ့ဒီ၈ခုထဲမှာ main ကဘာတော့သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပနော်အဲ့ဒါဖြစ်ဖို့ရအတွက် supporting condition ဘာတော့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသူကတခါ supporting လုပ်လိုက်တဲ့အခါသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုလိုတာကသီလသမာဓိပညာပဲသီလကိုအခြေခံတယ်သမာဓိဖြစ်အောင်လုပ်တယ်ပြီးတော့ပညာဖြစ်အောင်လုပ်တယ်ဒါမဂ္ဂင်၈ပါးဆိုတာသီလသမာဓိပညာဒါဖြင့်မြတ်စွာဘုရားကဘာဖြစ်လို့သီလကစမပြောဘဲနဲ့ပညာစပြောလို့ဆိုအဓိကပညာလေးအဲ့တော့စဉ်းစားကြည့်လိုက်ပေါ့တရားပင်ဆိုင်မယ်ဆိုရင်မြေရင်ရှာမှာလားတရားစီရင်ရှာမှာလားကိုယ့်ကိုစဉ်းစားကြည့်လိုက်ပေါ့ဘယ်ဟာအဓိကကြတာတော့ဘယ်ဟာအဓိကကြတော့ရှာမှာပဲလေအဲ့ဒါဒါမို့ပမာစကားမှရှိတယ်မို့လားရုပ်မရခင်အတ္တမရသည်ရှာတယ်ဆိုရုပ်မမရသေးပဲနဲ့တမရသည်ကဘယ်လိုလုပ်သုံးဝင်မှာတော့ရုပ်မရခင်အတ္တမရသည်ခါတယ်တော့ယုံရှာပြီးမှတမရသည်ရှာမှာခုလေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပနှစ်ခုရပြီးပြီဆိုမှကျန်တဲ့အကြောင်းအရာတွေကိုရှာတယ်ဟောအဲ့တော့ဓမ္မစနစ်ကြတယ်ကိုကြည့်ရင်ကြည့်တတ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကစနစ်ကြတယ်ဆိုအဲ့တော့ဒုက္ခនិရောဓဂ မိနိပฏิပဒါကကျယ်ဝန်းတယ်ကျယ်ဝန်းသည့်အတွက်ကြောင့်နောက်ရကျမှဆက်ပြီးတော့ဒါကိုပြောမယ်ခဏတော့ဒုက္ခនិရောဓအကြောင်းကိုနိဗ္ဗာန်ဆိုတာကိုသဘောပေါက်အောင်ရှင်းပြပြီးပြီအဲ့ဒီနိဗ္ဗာန်ဆိုတာသွားဖို့ရအတွက်ကျင့်စဉ်ကတော့ဟောဒီမဂ္ဂင်၈ပါးပဲအင်္ဂါ၈ချက်နဲ့ဖွင့်ဆိုထားတယ်အဲ့ဒီအင်္ဂါ၈ချက်ကလည်းတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတယ်ဆိုတာကိုမြတ်စွာဘုရားအတိပ္ပယ်ဖွင့်ဆိုတဲ့အတိုင်းရှင်းလင်းဖော်ပြမှာဖြစ်တယ်တရားချက်ခင်သူတော်စင်ပရိသတ်ပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဓိကဆုံးမချက်ဖြစ်တယ်သစ္စာ၄ပါးမဂ္ဂနံထင်ကြီးကိုတစ်တော်လမ်းစဉ်တွေထဲမှာအကောင်းဆုံးကတော့အင်္ဂါ၈ချက်ပါတယ်ဘက်ကလမ်းစဉ်ဟာအကောင်းဆုံးလမ်းစဉ်ဖြစ်တယ်လို့ဆိုတဲ့အတိုင်းအဲ့ဒီအကောင်းဆုံးလမ်းစဉ်အကြောင်းကိုသိရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း